Hello အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာတော့ဒီသမင်းပေါင်းပြုပြင်ရမှာဒီတည်ထားတဲ့အချက်ကလေးနဲ့စစ်ဆေးရမယ့်နည်းလမ်းလေးတွေရဲ့ပြီးတော့ဒီပေါင်းထဲမှာပါဝင်တဲ့ပစ္စည်းလေးတွေရဲ့အလုပ်လုပ်ပုံလေးတွေကိုဒီနေ့ဗီဒီယိုလေးမှာတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုလေးကိုစိတ်ဝင်စားရဆိုတော့ဆုံးထိလိုက်ပါကြည့်ရှုပေးကြပါဗီဒီယိုသစ်တွေတင်တိုင်းသိအောင်ကျွန်တော် channel လေးကို subscribe နေထားပေးဖို့လည်းမြတ်တရက်ခံပါနော်ဆိုလို့ရှိရင်စီစဉ်လေးကိုဆက်လိုက်အောင်နော်အဲ့တော့အရင်ဦးဆုံးအနေနဲ့ဒီသမင်းပေါင်းကိုကျွန်တော်တို့ပလက်ထိုးလိုက်ပြီးဆိုတာနဲ့မီးလင်းလားမလင်းလားပေါ့နော်အဲ့ဒါကိုအရင်ဆုံးတစ်ချက်ကြည့်ရမယ်ကျွန်တော်တို့မီးမလင်းဘူးဆိုလို့ရှိရင်တော့ပထမဦးဆုံးစစစ်ကားမှာကဒီပလက်ကျိုးပေါ့နော်ဒီပလက်ကောင်းနဲ့ပလက်ကျိုးကိုကျွန်တော်တို့အရင်ဦးဆုံးစပြီးတော့စစ်ဆေးပေးဖို့လိုပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီပလက်ကောင်းနဲ့ဒီပလက်ကျိုးကိုကျွန်တော်အရင်ဦးဆုံးစပြီးတော့စစ်ဆေးပြမယ်ပေါ့နော်အဲ့တော့အရင်ဦးဆုံးအနေနဲ့ဒီပလက်ကောင်းမှာဒီဝါယာတစ်သားကိုထောက်ပေးရမယ်ပေါ့နော်ဒီကောင်းလေးတစ်သားကိုထောက်ပေးရမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီကောင်ကတိုးနေတာဖြစ်တဲ့အတွက်ဒီထဲကိုဒီရှည်တဲ့ကောင်ကိုထည့်မယ်ပြီးသားပြီဆိုလို့ရှိရင်တော့ဒီပလက်ကောင်းလေးမှာလိုက်ပြီးတော့ထောက်ပေးရမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီဘက်လေးကကောင်းတယ်ပေါ့နော်အဲ့တော့နောက်ထပ်ဝါယာတစ်သားပြတ်မပြတ်ကိုလည်းကျွန်တော်ဒီနည်းတိုင်းပဲထပ်ပြီးတော့ဆန်ရမယ်နောက်ဒီမှာဆိုလို့ရှိရင်ဒီဘက်ဝါယာကလည်းအလုပ်လုပ်သေးတယ်ပေါ့နော်ကောင်းကောင်းလုပ်လုပ်တယ်အဲ့တော့ဒီကောင်ကတော့ဆင်ပြေသွားပြီပေါ့နော်ဒါကပါဝါမလာဘူးဆိုရင်စမ်းတက်ကမယ်နေရာပေါ့နော်ပထမဦးဆုံးအနေနဲ့အဲ့တော့ဒီမှာဆိုလို့ရှိရင်တော့ဒီကျိုးကကောင်းတဲ့အတွက်ဒီကျိုးကတော့ထပ်ပြီးတော့ဆန်းစရာမလိုတော့ဘူးပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်တော့ဒါကပေါင်းရဲ့အတွင်းပိုင်းဖွဲ့စည်းပုံလေးပေါ့နော်ဒီကောင်ကတော့ဝက်လေးရသမင်းပေါင်းလေးပဲဖြစ်တယ်ပေါ့နော်သူ့ရဲ့AC ဘိုးတွေအဝင်ကတော့220ဘိုးထိဒီကောင်လက်ခံနေပေါ့နော်အဲ့တော့ဒုတိယစစ်ဆေးရမယ့်နေရာကတော့ကျွန်တော်ဒီကောင်လေးကတော့မဆိုင်ပါဘူးเนาะဒါကတော့အကျိုးတီးတတ်ပဲဖြစ်ပါတယ်ဒီကောင်ကတော့ပါတိတ်ပြီးတော့အဲ့လောက်ပြဿနာမရှိဘူးပေါ့နော်အဲ့တော့ဒီဒုတိယအနေနဲ့စစ်ဆေးရမယ့်နေရာကတော့ဒီပလက်ကောင်အထိုင်ကောင်းမကောင်းပေါ့နော်အဲ့ဒါလေးကိုတစ်ချက်စစ်ဆေးပေးရမယ်အဲ့တော့ကျွန်တော်တို့ဒီမှာဒီကောင်လေးမှာဒီဒိုင်ယိုဒီအုံစကေးပါတယ်ပေါ့နော်အဲဒီမာလီမီတာရဲ့အုံစကေးလက်တံမှာထားလိုက်မယ်အဲပြီးသွားပြီဆိုလို့ရှိရင်တော့ဒီဘက်ကအပြင်နဲ့အတွင်းနဲ့ကိုကျွန်တော်တို့လှမ်းပြီးတော့ထောက်ပေးရမယ်ပေါ့နော်အဲတော့ဒီမှာတစ်ချောင်းထောက်မယ်ပြီးရင်ဒီမှာတစ်ချောင်းထောက်မယ်ပေါ့နော်ဒါဆိုရင်တော့ဒီမှာဒီအတန်လေးမြည်လာပြီးတော့ဒီကောင်မပြတ်ဘူးပေါ့နော်ဒါဆိုလို့ရှိရင်ဒီကောင်လည်းရတယ်အဲ့တော့ဒီဘက်တစ်ချောင်းကိုထပ်ပြီးတော့ထောက်မယ်မှာပေါ့နော်ဒီကောင်လည်းအဆင်ပြေတယ်ဒါဆိုလို့ရှိရင်ဒီကောင်လည်းကောင်းတယ်ပေါ့နော်တကယ်လို့ဒီခေါင်းနေရာလေးမှာအဲ့လိုမျိုးမလာတာတို့ပြက်နေတာတို့ဆိုလို့ရှိရင်လည်းအဲ့နေရာလေးကိုစားထိုးပြီးတော့ပြင်လိုက်ရင်အဆင်ပြေသွားလိမ့်မယ်ပေါ့နော်အဲ့ဒါပြီးသွားပြီနော်နောက်ထပ်တတိယနေရာမှာစစ်ဆေးရမယ့်နေရာကတော့ဒီဘက်မှာပေါ့နော်ဒီမှာကျွန်တော်တို့ဖြူလေးပါတဲ့ကောင်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီကောင်လေးကဖြူလေးပါတယ်အဲ့ဖြူလေးပါတဲ့ကောင်ကိုကျွန်တော်တို့တစ်ချက်ထပ်ပြီးတော့စစ်ပေးရမယ်အဲ့ကောင်လေးမကောင်းရင်လည်းကျွန်တော်တို့ပါဝါလာမှာမဟုတ်ပါဘူးနော်အဲ့တော့ဒီမှာဆိုလို့ရှိရင်သူ့ကိုကျွန်တော်တို့အုံးစကိမ်းမှာပဲထားမယ်ဒီမှာထောက်ပြီးတော့တိုင်ပေးရမယ်ပေါ့နော်မှာထောက်ပြီးတိုင်းလိုက်ပြီဆိုရင်လည်းအတန်လေးမြည်ပြီးတော့အုံတက်လာတယ်ပေါ့နော်အဲ့တော့ဒီဖြူလဲကောင်းတယ်တကယ်လို့ဖြူမကောင်းဘူးဆိုလို့ရှိရင်လည်းဖြူလဲလိုက်လို့ရှိရင်ဒီပါဝါပြန်ပြီးတော့အလုပ်လုပ်မှာဖြစ်ပါတယ်အဲ့ပြီးတော့ထပ်ပြီးတော့စစ်ဆေးရမှာကတော့ဒီဘက်ကတစ်ချောင်းပေါ့နော်ဒီဖြူမပါတဲ့အချောင်းကိုသူ့ရဲ့ဝါယာဆက်သွယ်ချက်ကိုကျွန်တော်တို့လိုက်ပြီးတော့ထောက်ပေးဖို့လိုအပ်ပါတယ်ဒီမှာဆိုလို့ရှိရင်လည်းသူ့ကိုဒီမှာတစ်ချောင်းကထောက်မယ်တစ်ချောင်းကဒီမှာသူကနေတွားထားတဲ့ကြိုးကိုထောက်ပေးမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းဒီကြိုးကတက်တယ်ပေါ့နော်တကယ်လို့ဒီကြိုးကပြတ်နေတယ်ဆိုလို့ရှိရင်လည်းဒီပါဝါလာမှာမဟုတ်ပါဘူးเนาะအဲ့တော့ဒီကောင်ကိုလည်းကျွန်တော်တို့စစ်ဆေးပေးဖို့လိုတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့မီးမလင်းရင်စစ်ဆေးရမယ့်အပိုင်းလေးတွေပေါ့နော်အဲ့ပြီးတော့ရင်တော့ကျွန်တော်တို့ဒီထမင်းကိုမပူတဲ့ပြဿနာပေါ့နော်အဲ့မပူတဲ့ပြဿနာကိုစစ်ဆေးမယ်ဆိုရင်တော့အရင်ဦးဆုံးကျွန်တော်တို့ဒီ coin ကိုစစ်ဆေးပေးဖို့လိုတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာအုံးစကေးမှာထားမယ်ထားပြီးသားပြီဆိုရင် coin ပင်တစ်ခုကိုကျွန်တော်တို့ထောက်ကြည့်ပေးရမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့122ဆိုပြီးတော့တန်နေတယ်ပေါ့နော်တကယ်လို့အဲ့နေရာမှာအုံးမတက်ဘူးဆိုလို့ရှိရင်လည်းဒီ coin ကအလုံးမလုံးတော့တဲ့အတွက်ကျွန်တော်တို့ coin လဲပေးဖို့လိုအပ်တယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ထမင်းကပူမှာမဟုတ်ပါဘူးအဲ့ပြီးသားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာဒီခလုတ်ကလေးကိုစစ်ဆေးပေးရမယ်ပေါ့နော်ဒီနေရာလေးမှာတအားလဲကတ်နေစရာမလိုပါဘူးတအားလဲကွာနေစရာမလိုပါဘူးပေါ့နော်
ဒီမှာကျွန်တော်တို့ဒီမောင်းလေးကိုချလိုက်ပြီဆိုတာနဲ့ဒီမှာရှိတဲ့ဒီပင်လေးနှစ်ခုကပေါ့နော်သွားကတ်ပြီးတော့ကျွန်တော်တို့ဒီမှာဒီထမင်းဟိုကပူမှာဖြစ်တယ်ပေါ့နော်ဒီမှာပေါ့နော်ဒီနေရာလေးမှာပါဒီနေရာလေးကရှိတဲ့ဒီကောင်လေးကကွာနေရင်လည်းထမင်းဟိုကဒီမီးတော့လာတယ်ပူမှာမဟုတ်ဘူးပေါ့နော်ဒီကျွန်တော်တို့ဒီမောင်းချလိုက်တဲ့အခါမှာဆိုလို့ရှိရင်ဒီကောင်လေးကပူးနေဖို့လိုအပ်ပါတယ်ကျွန်တော်မောင်းပြန်ကြက်တက်သွားတဲ့အခါမှာဆိုလို့ရှိရင်ဒီကောင်လေးကကွာနေရမှာပေါ့နော်အဲ့တော့ကျွန်တော်ဒီကောင်လေးကောင်းမကောင်းမီးမမီကိုကျွန်တော်သိနိုင်ဖို့အတွက်ဆိုလို့ရှိရင်လည်းဒီမာဒီမီတာရဲ့ဒီအုံးစကေးမှာပဲထားရမယ်ထားပြီးသွားပြီဆိုလို့ရှိရင်ဒီမှာတစ်ချောင်းရှိတယ်ပေါ့နော်ဒီမှာတစ်ချောင်းရှိတယ်ဒီနှစ်ချောင်းကိုထောက်ပေးထားရမယ်ပေါ့နော်ဒီနေသားမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမာဒီမီတာမှာလုံးဝတက်เสียမလိုပါဘူးเนาะကျွန်တော်မောင်းကိုချလိုက်တဲ့အခါမှာဆိုလို့ရှိရင်တော့သူကအခုလိုမျိုးအတန်လေးမြည်ပြီးတော့အချက်ပေးဖို့လိုအပ်တယ်ပေါ့နော်ဒါမှလည်းဒီခလုတ်ကလေးကလှုပ်သေးတယ်ဆိုတာကိုကျွန်တော်သိနိုင်မှာပေါ့နော်ဒီမှာကျွန်တော်မောင်းလေးပြန်တက်သွားပြီဆိုတာနဲ့သူကဒီအတန်ပျောက်သွားတယ်ကျွန်တော်မောင်းပြန်ချလိုက်ပြီဆိုတာနဲ့ဒီမှာသူကမိနေပြီပေါ့နော်ဒါဆိုလို့ရှိရင်ဒီနေရာလေးလည်းကောင်းတယ်ပေါ့နော်ဒီကောင်လေးလိုလည်းဒါစစ်ဆေးပေးဖို့လိုအပ်တယ်ပေါ့နော်တကယ်လို့ထမင်းကိုမပူဘူးဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်နောက်ထပ်စစ်ဆေးပေးရမှာကတော့ကျွန်တော်ဒီမှာပေါ့နော်ဒီအလယ်မှာရှိတဲ့ဒီကောင်လေးပေါ့နော်ဒီကောင်ကဆိုလို့ရှိရင်တော့သူ့ထဲမှာတန်လိုက်ပြားလေးပါတယ်ပေါ့နော်အဲ့တန်လိုက်ပြားလေးကသူ့လိုအပ်တဲ့အပူချိန်ကိုရောက်လာပြီဆိုတာနဲ့ဒီခလုတ်ကလေးကိုပေါ့နော်ချထားတဲ့မောင်းခလုတ်ကလေးကိုဒီကအပေါ်ကိုတွန်းတင်ပေးမှဖြစ်တဲ့အတွက်ဒီကောင်ကပြန်ပြီးတော့ထမင်းကိုကြက်သွားမယ်ပေါ့နော်အဲ့တော့ဒီကောင်လေးမကောင်းဘူးဆိုလို့ရှိရင်လည်းထမင်းကအကြက်မြန်မှာမဟုတ်ဘူးပေါ့နော်အားပြီးသားပြီဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်နှွေးကွိုင်ရှိတယ်ပေါ့နော်နှွေးကွိုင်လေးကောင်းမကောင်းကိုလည်းကျွန်တော်စစ်ဆေးပေးဖို့လိုအပ်တယ်ဒီမှာပေါ့နော်ဒါကနှွေးကွိုင်ရဲ့ကျွန်တော်တို့ဒီနှွေးကွိုင်ရဲ့ကွိုင်ကျိုးနှစ်ချောင်းပေါ့နော်ကျိုးစားနှစ်ချောင်းဒီမှာဆိုလို့ရှိရင်သူကမတက်တော့ဘူးပေါ့နော်အဲ့အတွက်မတက်တော့တာဖြစ်တဲ့အတွက်ဒီနှွေးကွိုင်လေးကတော့ကျွန်တော်မကောင်းတော့ဘူးပေါ့နော်ဒီမှာနော်သူကအရှင်းမတက်တော့တာဖြစ်တဲ့အတွက်ဒီနှွေးကွိုင်လေးကတော့ဒါလဲမယ်ဆိုလဲပေးလို့ရတယ်ပေါ့နော်ဒါကထမင်းကိုကြက်သွားတဲ့အခါမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီဆက်ပြီးတော့ပူနေအောင်ပေါ့နော်ကြာပူခံအောင်လို့အတွက်ဒီကောင်ကဒီကွိုင်လေးကိုထည့်ထားတာဖြစ်တယ်တခြားအတွက်သုံးထားတာမဟုတ်ဘူးပေါ့နော်ဒီကလေးဒီကွိုင်လေးမပါဘူးဆိုတော့ဒီထမင်းကအဆင်ပြေတယ်သူ့ပုံမှန်အတိုင်းပဲကြက်မှာဖြစ်ပါတယ်ပြီးတော့ရင်တော့ကျွန်တော်တို့ဒီမီးရှိမယ်ပေါ့နော်ရှေ့မှာမီးရှိမယ်အမှဆိုရင်တော့ကျွန်တော် resistor ရဲ့ဒီ AC MIDI ရဲ့တစ်လုံးရဲ့ပေါ့နော်အကောင့်လေးတွေရှိမယ်တကယ်လို့မီးတစ်ဖက်ပဲလင်းတယ်တစ်ဖက်ပဲမလင်းဘူးဆိုလို့ရှိရင်တော့ဒီမှာသူ့ဝါယာစာလေးနှစ်စားရှိရပေါ့နော်ဒီမှာတစ်စားရဲ့ကျွန်တော်ဒီဘက်ငုတ်ကလေးမှာတစ်စားရဲ့ပေါ့နော်နှစ်စားရှိမယ်ပြီးရင်ဒီ AC ကနေတိုက်ရိုက်လာတဲ့ကောင်မှာဒီတစ်စားရှိမယ်ပေါ့နော်အဲ့ကောင်သုံးစားရှိမယ်အဲ့သုံးစားကနေဝါယာတစ်စားပြတ်နေတာပဲဖြစ်ဖြစ်တကယ်လို့ဒီ AC ကနေလာတဲ့ဒီဝါယာပြတ်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီမီးကတစ်လုံးမှလင်းမှာမဟုတ်ဘူးပေါ့နော်ဒီဝါယာပေါ့နော်ဒီမှာအပြာရောင်လေးဒီကောင်ပြတ်တယ်ဆိုလို့ရှိရင်တော့ဒီကောင်ကမီးနှစ်ဖက်စလုံးတစ်ဖက်မှမလင်းဘူးပေါ့နော်တကယ်လို့ဒီအစာလေးပြတ်တယ်ဆိုလို့ရှိရင်တော့တစ်ဖက်လင်းမယ်ဒီအစာပြတ်တယ်ဆိုရင်တော့တစ်ဖက်လင်းမယ်ပေါ့နော်ဒါကတော့သူ့ရဲ့အတွင်းပိုင်းဝါယာဖွဲ့စည်းပုံပဲဖြစ်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီခလုတ်ကနေမှဒီဝါယာကနေကျွန်တော်တို့ဒီမှာဒီခလုတ်ကိုထဲဝင်နေပေါ့နော်ခလုတ်ကနေမှသူကဒီအပေါ်ဒီခလုတ်ကလေးကိုဝင်ပြီးပေါ့နော်ဒီထဲကနေဒီတထုရဲ့ဒီကြေးပြားလေးကနေတစ်ဆင့်မှာကျွန်တော်တို့ဒီကွိုင်ကိုလာပြီးတော့ဝင်တာပေါ့နော်ကျွန်တော်ဒီဘက်တခြားမှာဆိုလို့ရှိရင်တော့သူကဘယ်ကိုမှမဖြတ်တော့ဘဲနဲ့ဒီမှာသူကဖြူပါပြီးတော့ဖြူကနေမှဒီကိုဓာတ်ရိုက်လာပြီးတော့ဒီကွိုင်ရဲ့တစားကိုလာပြီးတော့ဝင်ပေးတာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီဗီဒီယိုလေးကိုကြည့်ရှုပြီးတော့ကျွန်တော်တို့မိတ်ဆွေတွေအနေနဲ့ဒီထမင်းပေါင်းကိုပြတ်တဲ့အခါမှာဆိုလို့ရှိရင်မိမိဘာသာပြန်ပြီးတော့ပြုပြင်နိုင်မှာဖြစ်ပါတယ်တကယ်လို့ဒီမှာပေါ့နော်ဒီနေရာမှာနောက်ထပ်ပြစ်ချက်လေးတစ်ခုရှိသေးတယ်ပေါ့နော်အဲ့ဒါကလည်းအဖြစ်များတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ဒီ coin ကိုတေချာကြည့်ရမယ်ပေါ့နော်တကယ်လို့ coin ကကျွန်တော်တို့လိမ်နေတာပဲဖြစ်ဖြစ်ဒီအပေါ်ကိုမောက်နေတာတို့ဒီမညီရောတာတို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ထမင်းကိုကလုံးဝအကျက်မှန်မှာမဟုတ်ဘူးပေါ့နော်ကြက်တော့ကြက်နေမယ်ဒါပေမဲ့ကြားတယ်ကျွန်တော်တို့မောင်းကလည်းသူကပုံမှန်တက်မှာမဟုတ်ဘူးဒီကောင်ကနေဖြတ်ချပေးနေမှာဖြစ်တဲ့အတွက်သူ့လိုအပ်တဲ့အပူချိန်ကိုရောက်ပြီဆိုတာနဲ့ဒီကောင်ကဖြတ်ချပေးနေမှာဖြစ်တဲ့အတွက်ထမင်းကလည်းလုံးဝအကျက်မှန်မှာမဟုတ်ဘူးကျွန်တော်ထမင်းအကျက်မမှန်မဲနေပေါ့နော်ဖြစ်နေတဲ့ပြဿနာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ coin ကိုလဲပေးဖို့လိုအပ်တယ်ပေါ့နော်
တကယ်လို့ coin လိန်နေပေါ့နော် coin လိန်နေရင်တော့ကျွန်တော်တို့ coin ကိုလဲပေးဖို့လိုအပ်တယ်တကယ်လို့ဒီမောင်းလေးอ่ะပေါ့နော်မောင်းလေးอ่ะအခုလိုမျိုးပေါ့နော်ဒီမှာကျွန်တော်ဒီလိုမောင်းอ่ะအပေါ်ကိုပုံမှန်မဟုတ်တဲ့အနေထားမှာသူကပြန်တက်တယ်ပဲထားပေါ့နော်ထားတဲ့ပြန်တက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီခလဲကဒီကောင်လေးကိုဒီအဝိုင်းလေးကိုလဲပေးလိုက်ရင်အဆင်ပြေသွားလိမ့်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်သူကအဆင်ပြေသွားပြီအဲ့တော့ကြည့်ရှုအားပေးခဲ့ကြတဲ့မိတ်ဆွေများတဦးတယောက်ချင်းစီကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းကျွန်တော်ဒီနည်းပညာနဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေကိုတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ကြသေးဘူးဆိုလို့ရှိရင်လည်း subscribe နှိပ်သွားပေးဖို့လည်းမေတ္တာရက်ခံပါ